ဖောက်ခွက်အောင်တက်ဖောက်ခွက်အောင်ကကျလို့ရင်ရှိတ်ပေါ်မှာမူတည်ပြီးတော့ဒီဖောက်ခွက်3တာရှိရနောက်အပါတစ်မျိုးရှိရ push ပရာရှိ push ပရာကျတော့မွေးကိုခွက်လို့တချို့ကပြောတယ်မွေးကိုခွက်ခေါ်တယ်အမျိုးမျိုးပဲနောက်နှင်းစီခွက်ဆိုတာရှိတယ်နှင်းစီခွက်ကကျတော့လုံးဝ brown အဝိုင်းဒီအားကျတဝက်ပြက်ပုံစံမျိုးနှင်းစီခွက်ကကျတော့အဝိုင်းနောက်တစ်ခုခွက်ကကျတော့ဒီထက်ပါတယ်ဒါပေမဲ့ဒီဇိုင်းကတော့သူနဲ့ဆင်တယ်နည်းနည်းပပလေးအဲ့ဒါမျိုးတွေရှိတယ်ဖောက်ခွက်အောင်တွေမျိုးစုံပဲဒါပေမဲ့ဒါကြတော့ဘာလို့ကောင်းလဲဆိုတော့ adjust လုပ်လို့ကောင်းတယ်သေးရင်ကြီးွားတယ်ရင်အောင်သေးတယ်ဆိုလို့ရှိရင်ဖောက်ခွက်အောင်ကြီးနေလို့ရှိရင်ခြေလို့မျိုးမျိုးညှိလို့ရတယ်ဖြတ်ထုတ်လို့ရတယ်အခုတစ်ခါတလေကြလို့ရှိရင်ဒီလိုအဟိုက်ကြီးတွေဆက်မှာအဟိုက်ကြီးတွေမှာဒီမှာမှန်စာတွေသွင်းချုပ်တာတွေပါကြလို့ရှိရင်ဒီလိုပုံစံထည့်တာတို့ဒါတွေဖြတ်ချတာတို့ဒီဖောက်ခွက်အောင်ကတုံးအဆင်ပြေပိုကောင်းတယ်โอเคအဲ့ဒါဆိုလို့ရှိရင်အခုဖောက်ခွက်အောင်ထည့်တာကိုပြမယ်အဲ့ဖောက်ခွက်အောင်ကိုပုံစံမျိုးစုံချုပ်လို့လည်းရတယ်ပုံစံမျိုးစုံတက်လို့ရဘသူအမှန်မဟုတ်အဓိကဝစ်ပြီးတော့ fitting ကြမယ် cutting ကောင်းမယ်ဆိုတာအမှန်ပဲဝစ်လို့ကောင်းတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့ရင် size ပုံမှာနဲ့ကိုဖော်ထားတဲ့ရင် shape ပုံမှာမူတည်ပြီးတော့ကိုကဖောက်ခွက်အောင်တက်အဲ့တော့ဖောက်ခွက်အောင်ကဒီလိုပုံစံတက်တင်လည်းတက်ရတယ်ဒီလိုပုံစံတက်တင်လည်းတက်ရတယ်ဒီလိုပုံစံတက်တင်လည်းတက်ရတယ်ဒီလိုပုံစံတက်တင်လည်းတက်အဲ့ဖောက်ခွက်အောင်မှာတချို့တွေကဘာလို့လဲဘလို့တက်လဲဆိုလို့ရှိရင်တခါတည်းချုပ်တယ်တချို့ကကြတော့ဒီနားလေးမှာကျိုးတုပ်ပြီးတော့ချုပ်တယ်နော်ဒီနေရာလေးမှာအပ်ဆိုင်တယ်ဒီမှာအပ်နဲ့တွဲပြီးတော့မှတုပ်ပြီးတော့ချုပ်ဒီနေရာတစ်ချက်ခုနကချက်ပြရမှာဒီနားမှာတုပ်မယ်ဒီမှာတုပ်မယ်ဒီကနေအပ်နဲ့ကျိုးဒီအပေါက်တွေကနေထုတ်တာဒီချုပ်ရိုးတွေ့လားအဲ့ချုပ်ရိုးကြားတွေကနေထုတ်လာပြီးအတပေါက်စာပဲအဲ့အတပေါက်စာဒီဘက်ကနေထည့်တယ်ပြီးချုပ်ရိုးကိုပြန်ပြီးတော့ဒီဘက်ကနေထိုးပြီးဒီဘက်ကိုသွင်းပြီးတော့ချုပ်ချက်တစ်ခုချင်းစီပြန်အဲ့မှာလူတွေကဒါကအမှန်ပါဒါကအမှန်ပါမဟုတ်ကိုအဆင်ပြေရချုပ်လို့ရတယ်အဓိကကဘာလဲဝတ်တဲ့သူအဆင်ပြေရမယ်ပုံကြနေရမယ်အဓိကဒါပဲအဲ့တော့ဒီလိုတုတ်ချင်လဲတုတ်လို့ရတယ်ဒီမှာလာတုတ်တယ်ဒီမှာတုတ်တယ်တချို့ချဲလို့ကြစ်ကျိုးဆိုတာရှိတယ်အဲ့ဒါလည်းချဲပြမယ်ကြစ်ရတယ်ကြစ်ပြီးတော့ဒီမှာလာတုတ်တာတချို့ကြောင့်ဒီနားလေးပဲတစ်ခါတည်းအနဲ့အချီနဲ့ဒီလိုမျိုးလေးလေဒီအနဲ့အချီနဲ့ကိုဒီအောက်ပေါ့နော်ရင်အောက်လေးမှာလာထားပြီးတော့ဒီလိုပဲအနားလေးယူပြီးချုပ်ပြီးတော့တုတ်တာတချို့ကြောင့်ချဲလို့ဒီမှာတချို့ကြောင့်ဘာလို့လဲဆိုဒီလိုကြစ်တာဒီကနေဒီလိုကြစ်ပြီးတော့တုတ်သွားတာရှိတယ်နော်တချို့ကြတော့ဘာလို့လဲဒီကနေပြီးတော့တခါတည်းဒီအချုပ်ချောင်းတွေလားအပြင်မဟုတ်အတွင်းဘက်အချမ်းဆိုအခုဒီလိုမျိုးပေါ့အတွင်းဆိုရင်ဒီလိုရှိတယ်ဒီလိုထည့်ရမှာအတွင်းကသဘောပေါက်လားအတွင်းကကျလို့ဒီလိုထည့်ရအဲ့လိုထည့်ပြီးဆိုဒီနေရာလေးကိုပင်အန်းနဲ့လမ်းထိန်းလိုက်နော်ဒီမှာတစ်ချက်ထိန်းနဲ့ပြီးဒီအောက်မှာရင်ထဲကိုတခါတည်းဒီလို point လေးကိုပင်အန်းလေးနဲ့ဒီလိုလေးထိုးတယ်ကွာသိလားအဲ့လိုလေးထိုးထည့်ပြီးတော့ထိန်းပြီးတော့မှဒီကနေဒီလိုလေးထိန်းပြီးတော့ပြီးွားရင်သွားပြီးဆက်ထဲမှာဒီလိုထည့်ပြီးချုပ်သွားအဲ့ကြတော့လုံးဝမပြုတ်တော့ဘူးသူ့ဟာဒီအထဲထဲမှာဝင်နေတယ်သူ့ချုပ်ရုံနဲ့သူ့ကနေသူရှိနေတာပေါ့နော်ဘာမှမဖြစ်ဘူးအဲ့လိုလေလုပ်လို့ရစိုက်တယ်လို့လုပ်လို့ရတယ်အဲ့မှာသူလောက်တာအမှန်သူလောက်တာအမှားမဟုတ်ဒိုင်းပေါ်မှာအမျိုးမျိုးတွေတက်တယ်လူတွေကဒါဒီလိုလောက်ရတာမဟုတ်လို့မဟုတ်အကုန်ပညာယူလို့ရအကုန်ပညာရအကုန်ယူသူလောက်တဲ့နီးအကုန်နီးယူအမှန်နဲ့အကုန်လုံးအဆင်ပြေပြီးတော့သိလားအဓိကငါအမှန်သူအမှန်မဟုတ်နော်အဲ့ဆိုလို့ရှိရင်အခုတစ်ချက်ပြမှာတမီးတို့ဒီပထမဦးဆုံးပြမှာဗာလဲဆိုတော့ထဲ့ချုပ်တဲ့ဟာကိုပြထဲ့ချုပ်ပြီးသွားလို့ရှိရင်နောက်တစ်ခေါက်ကြာလို့ရှိရင်ကြစ်ကျိုးကြစ်တာတုတ်တာအဲ့ဒါလေးပြမယ်နော်အဲ့တော့အခုဒီကပထမဦးဆုံးဆိုတော့ချုပ်တာလေးတစ်ခါလေးဆက်နဲ့ချုပ်ဆက်နဲ့ဘယ်လိုချုပ်လဲဆိုတော့အခုဒီမှာပြင်ချမ်းနဲ့အတွင်းချမ်းပေးရတယ်ကြည်မွားကိုနော်ဒါကဒီနားလေးမှာအရာရှိရတွေ့လားအဲ့အတွက်ချက်တာကိုအတွင်းလောက်လိုက်မယ်နော်ဒါကိုအပြင်လောက်လိုက်မယ်နော်ဒါလေးကရှင်းနေတော့နော်ဟုတ်ပြီလားဒါကိုအပြင်စင်ပြေလား
အဲ့တော့ဆရာတို့ကဖော့အောင်ကိုဒီမှာခောက်မယ်နော်ဒီလိုခောက်မယ်အလေတဲ့ကနေခောက်မယ်ခောက်ပြီးတော့ဒီမှာခဲတယ်မှာဟုတ်ကဲ့ဒီမှာနော်ခောက်ပြီးတော့ဒီမှာအလေကိုမှတ်တယ်နော်ပြီးသွားရင်တခါဒီဘက်ကိုလည်းအဲ့လိုပဲခောက်ပြီးတော့အလေမှတ်ပြီးသွားရင်ဘာလုပ်မလဲဒီထိတ်နဲ့ဒီထိတ်ကိုလာစုံနော်ဒီလိုလေးစုံတွေ့လားစုံပြီးဒီလိုခောက်လိုက်တဲ့ဒီနေရာအလေမြင်လားအဲ့အလေမှတ်လေနော်အလေတက်လေးကြအောင်နော်တွေ့လားအဲ့အလေတက်အဲ့လိုကြပြီးသွားရင်တခါဒီမှာဒီလိုလေးတစ်ချက် plus ပုံမှန်လေးအဲ့ဒါမှပေါ်နေမှဒါဒီထိတ်တက်ဆိုတာသိတာရမလားအဲ့တော့ဒီလိုလေးဖြစ်သွားရင်အဲ့တော့ဒီဘက်ကိုလှုပ်တယ်လို့ဒီဘက်ကိုလည်းလှုပ်အဲ့ဒါဒီဘက်ကိုသမီးတို့လှုပ်တစ်ချက်တစ်ဖက်ပဲလှုပ်ပြမယ်နော်ပြီးသွားရင်ဒီချက်အနဲ့အချီလေးတွေတစ်ချက်အောင်လုံးမလို့ဒါတစ်ခါလေးချုပ်မှာနော်အနဲ့အချီမလို့အဲ့တော့ဒီမှာကြည့်ဒီလိုလေးထားမယ်ဒီလိုလေးထားပြီးတော့သူကားကြတော့ဒီလိုထည့်ခွက်ထဲကိုသွားဒီလိုဝင်ပါလေဒီလိုဝင်ပါနော်ဒီဘက်ကလည်းဒီလိုလေးဝင်ရမလားအဲ့လိုဝင်မယ်ဆိုတော့ဘာလို့မအရင်လို့ချက်ဒီမှာရင်ထိတ်သူ့ရဲ့ဒီမှာဒီချက်တို့ရင်ထိတ်နေရလေးပြင်နေရမှာဒီနေရဟုတ်လားအဲ့နေရရင်ထိတ် point လေးကိုဒီမှာဒီဟာကိုလည်းဒီကနေဒီချက်အလဲကနေမှလက်လေးကိုအဲ့နေရလေးကိုထောက်ပြီးတော့တဲ့တယ်နော်အကိုတဲ့တဲ့လေးဒီလိုထိုးမယ်ဒီလိုစောင်းပြီးဒီလိုစောင်းပြီးမထိုးဘူးနော်အဲ့လိုဒီမှာဒီလိုစောင်းထိုးရင်ဒီမှာကြည့်စောင်းပြီးဒီပိုင်းဝင်သွားမှာဆိုချက်အကိုတဲ့တယ်နော်ဒီစုံတဲ့နေရာကနေတဲ့တယ်လေးထိုးလိုက်တွေ့လားဒီမှာကြတယ်တဲ့လေးမြင်လားအဲ့နေရာလေးကိုအသာလေးအဆက်တစ်ဆက်အမှတ်ပေးလိုက်ရမလားအဲ့အဆက်တစ်ဆက်ပေးထားလိုက်မယ်ပေးထားပြီးသွားရင်ဒီချက်ဒီမှာဒီအလဲ point နော်ဒီနားလေးမှာကိုယ့်ရဲ့အလဲ point လေးကိုဒီနေရာကနေပြီးတော့မြင်လားရင်ထိတ် point လေတွေ့လားထိုးလိုက်ပြီးဒီချက်အဲ့နဲ့ဒီဘက်ကနေထိုးလိုက်ပြီးရင်ထိတ် point လေးကိုဟုတ်လားအဲ့ထိုးလိုက်တဲ့အကူဒီထဲကိုသွားပြီးတော့ထဲ့မှာဒီဘက်ကနေတဲ့တွေ့လားပေါက်သွားမြင်လားဒီလိုပေါက်သွားပြီဆိုရင်ဒီနေရာလေးကဒီလိုဖြစ်မယ်ဒီကဒီလိုလေးဖြစ်ရမလားအဲ့တော့မှဒီမှာကြီးကိုယ့်ရဲ့ရင်အောက်အမှန်နဲ့ဒီမြင်းချုပ်ရိုးမြင်းနဲ့တဲ့ကြနေရမယ်ရမလားအဲ့တော့ဒီနေရာလေးကလည်းကိုဒီမှာပိတ်လေးနဲ့ဒီလိုလေးဖမ်းထားမယ်နော်ပိတ်လေးနဲ့ဒီလိုလေးဖမ်းထားပြီးသွားရင်ချက်ဒီမှာဒီကနေတက်ဒီလိုဆွဲလာခဲ့မယ်နော်ဒီလိုလေးသူနဲ့တသားလေးကြာဒီကနေလေဒီမှာဆယ်တို့ဒီမှာမှတ်ထားတဲ့အလဲဒီနားလေးမှာနော်အဲ့အလဲမှတ်နေချုပ်ရိုးနေရဘာဖြစ်မလဲတသားလေးတစ်လိုင်းနဲ့ကြာနေရမြင်လားအဲ့တော့ဒီမှာတစ်လိုင်းနဲ့ကြာသွားတယ်ဒီကနေနော်ဒီကနေဒီလိုလေးထိုးတယ်အခလေးကိုလည်းညိုးလေးနဲ့ဒီမှာထိုးထားတယ်လက်မလေးနဲ့ဒီမှာဒီလိုလေးလုပ်မှာအဲ့လိုလေးလုပ်ပြီးသွားရင်နောက်အတစ်ချောင်းနဲ့ဒီနေရာလေးကိုပါလဲဒီလိုလေးပဲဖမ်းလိုက်ရမလားအဲ့တော့ဒီမှာသူကကတ်သွားတွေ့လားကတ်သွားရင်ဒီမှာလည်းတွေ့လားမြင်လားသူ့နေရာလိုင်းနဲ့တဲ့ပဲအမှတ်နဲ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ကြတော့ဒီချေတို့ကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တဲ့မရှိဘူးလေသူကဒီလိုတဲ့ကြီးမရှိတဲ့အတွက်နည်းနည်းလေးတော့သူကဆောင်းမှာအဲ့ဒါကိုမကြည့်နဲ့ကိုအဓိကဗာလဲဒီအောက်အလယ်မှတ်ကိုယူပြီးသွားဒီနေရာသူအလိုက်တင်သူကသူဘယ်လိုပဲသွားသိလားတခါလေရေဘူးတောက်ယူတာလေးတွေရှိအဓိကရင်အောက်အမှတ်ကိုသိရနော်တခါလေကိုကရေဘူးတောက်ယူထားတယ်အဲ့တိုင်းသွားလုံးလုံးမမရရေဘူးတောက်ဒီလိုဝိုက်တာဟုတ်လားအဲ့ပုံမှာအဓိကဒီအောက်အမှတ်ပြီးဝိုင်မှာတွေ့လားချက်ဒီမှာခွက်ကလေးတဲ့ဟိုမှာပိတ်ကလေးကဝင်နေမြင်နေနော်အဲ့ဒါလေးကိုဒီမှာလက်မလေးထိုးတယ်ဒီနေရာလေးတွေကဒီလိုလေးဖြန့်ပြီးတော့ဒီကနေပြီးတော့ပြန်မှာနော်ငညိုးလေးနဲ့ထိုးထားတယ်ဒီကနေဒီချက်ဒီမှာကြည့်ဒီလိုလေးတက်သွားတော့မှပိတ်ကဒီမှာကောက်သွားပြီတွေ့လားကတ်ပြီးတော့မှဒီနေရာကိုဖမ်းပြီးပင်အပ်လေးနဲ့နောက်တစ်ခုဒီလိုထိုးလိုက်ရမလားအဲ့တော့ဒီမှာကြည့်သူ့ဘာသူအုံထဲကိုပိတ်စာမှာဝင်သွားပြီမြင်လားမြင်သွားရင်လည်းကြည့်တွေ့လားသူကလည်းသူ့နေရာနဲ့သူဖြစ်သွားပြီဒီမှာလည်းဒီမှာသူကလည်းသူဒီဟာလေးကိုဆွဲကြည့်အမှတ်တော့ခွက်ထဲမှာသူ့အုံထဲမှာသူရှင်းမြင်လားလူလေးဟာနေရလည်းမရှိအကုန်လုံးအဲ့ဒါဟိုမှာပြန်ပြီးတော့ဒီကောင်ဒီလိုလေးတစ်ချေလို့ဒီမှာဆွဲထားတယ်တွေ့လားအဲ့ဆွဲထားတဲ့နေရာကိုလက်လေးနဲ့တစ်ချေ
ထိုးပြီးတော့ဒီဖော့လေးကိုအောက်ကပိတ်ဒီမှာအဆိုင်ကိုသိရတယ်လေကိုလက်လေးထိတယ်အตาလေးလက်လေးနဲ့ဒီလိုလုပ်ပြီးတော့ဒီလိုထိုးချလိုက်မြင်လား ငိမ့်သွား ငြိမ်သွားအောင်တွေ့လားဒါလေးအကုန်ငြိမ်သွားပြီခွက်ထဲမှာအကုန်လုံးသူ့နေရာနဲ့သူငြိမ်သွားပြီအဲ့လိုငြိမ်သွားတော့မှဒီပင်အပ်လေးကိုထုတ်လိုက်ရမလားအဲ့ပြီးသွားရင်ဘာလုပ်မလဲဆက်ထဲမှာဒီတိုင်းလေးဒီလိုလေးထည့်ပြီးဒီ line အတိုင်းလေးဟဲ့လိုလေးဖိပြီးချုပ်လာအဲ့တော့ဒီမှာလုံးရှင်းအောင်ရိုက်မယ်ဟုတ်ဟုတ်မခက်ဘူးဘာမှ